အရှင်းဆိုတာနမီလာတဲ့ဝတ်ကြွေးတစ်ခုပဲမင်းကိုတစ္ဆာဖောက်ပြီးနောက်တစ်ယောက်သွေးသားသူကိုမင်းမျော်လင့်နေသေးလားမင်းရင်ကိုစုံကန်သွားတဲ့သူအတွက်မင်းမျက်ရည်တွေနဲ့တန်လို့လားမင်းကိုသာတကယ်ရှိခဲ့ရင်နောက်တစ်ယောက်ဆိုတာပေါ်လာစရာအကြောင်းမရှိဘူးအခမ်းမသိလို့စိတ်ဆိုးစိတ်ကောက်ယုံဆိုရင်မင်းနဲ့မပြေလည်မချင်းသူတစ္ဆာရှိရှိစောင့်နေမှာလွယ်လွယ်နဲ့ရင်ဝင်မပြောင်းဘူးကိုနဲ့မတွေ့ခင်ကအတိတ်အကြောင်းအရာတွေဆိုတာခွင့်လွှတ်လို့ရတယ်မိထားလို့လည်းရတယ်ကိုနဲ့တွဲနေရင်နောက်တစ်ယောက်ရင်ဝင်နဲ့ပြောင်းသွားတာကတော့အဆိုးရွားဆုံးတစ္ဆာဖောက်ခံခြင်းပဲမင်းကိုမလို့လို့ထားခဲ့ပြီးပြီပဲမင်းမဟုတ်တဲ့တခြားသူတယောက်ကိုစိတ်သာရသွားမိပြီဆိုရင်မင်းဘယ်လိုကြည်ခွဲပြနေလဲသူကတော့ဟားတိုက်ရင်နေနိုင်မှာပဲသူ့ရင်ထဲမှာမိန်းမမရှိတော့တာမင်းတို့မဟုတ်တဲ့ပို့တွေကိုမင်းတို့မဟုတ်တဲ့အဲ့တဲ့နောင်တွေကိုမင်းကအေးအေးပြက်ခံပြီးခံစားနေစေလားသူကမင်းဘက်ကိုတစ်ချက်တောင်းအောင်တတိရမယ်မထင်နဲ့သူ့ကိုရှစ်တယ်နာကြီးတယ်ခွင့်မလွတ်နိုင်ဘူးမစွန့်လွတ်နိုင်ဘူးကိုခံစားရတယ်လို့မျိုးသူခံစားစေခြင်းနဲ့ကိုချစ်တွေသူနားလဲစေခြင်းနဲ့ကြည်စမ်းမင်းတယောက်တည်းပင်ပန်းနေတာသူကတော့မင်းနဲ့ပတ်သက်ပြီးဘာခံစားကြရမှမရှိတော့ဘူးမင်းတယောက်တည်းဖြစ်နေတာမင်းကတော့အသေးတွေကွဲပြမင်းနာကောင်ကိုတစ္ဆာမရှိသူတယောက်တည်းနဲ့မင်းကိုယ်တိုင်ဖြက်စီလို့မင်းသာပြက်စီသွားမယ်သူကတော့ပြုံးပြုံးနေတာတန်လို့လားမင်းကိုအသက်နဲ့ရင်းပြီးမွေးခဲ့တဲ့မင်းအမေကိုအာနာတဲ့နဲ့တစ္ဆာဖောက်တယောက်ကိုပြန်လာဖို့မင်းမျှော်လင့်နေတာဟာကိုဒုက္ခကိုချတာပဲသူကမှားပါပြီဆိုပြီးပြန်လာတယ်ပဲထားမင်းရင်လို့ပြောနိုင်မယ်ထင်လားသူဖုံးမအားရင်မင်းဘသူနဲ့ပြောနေတာလဲမင်းတွေးပူရမယ်သူအဲ့တဲ့နောင်ဖြစ်နေပါလေရနဲ့မင်းကိုရပိုင်းမပြန်ရင်ဘသူနဲ့ကျူနေပြန်လဲမင်းပူလောင်ရမယ်အရင်လိုထားတော့အောင်မလားမင်းပူရမယ်ဘာလို့လဲဆိုတော့သူ့ပေါ်မင်းရှိတယ်မပြောင်းလဲသွားပြင်မဲ့သူ့ကိုမင်းနောက်ထပ်ယုံကြည်လို့မရတော့ဘူးသူ့ကိုမင်းအရင်လိုမယုံနိုင်တော့ဘူးတစ္ဆာပြတ်ခဲ့ဘူးတဲ့သူဟာနောက်ထပ်ဂရိတွေဖြတ်ဖို့ဝင်မလေးတော့ဘူးမတွန့်ဆုတ်တော့ဘူးမင်းထက်တာတာတွေ့ရင်ပြောင်းမယ်မင်းထက်ကျင်လာတယ်ဆိုရင်ပြောင်းမယ်မင်းထက်ဂရုစိုက်တယ်ဆိုရင်ထပ်ပြောင်းမှာပဲတစ္ဆာပေါင်းတယောက်ကိုနောက်ထပ်တွဲဖို့မျှော်လင့်နေသေးလားအဲ့ဒါမင်းတို့နေ့စဉ်ငရဲပဲဒါကြောင့်အချစ်ဆိုတာနမီလာတဲ့ဝတ်ကြီးတစ်ခုဖြစ်တာကြောင့်ကိုဒုက္ခကိုမချပါနဲ့